အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာလေတင်ပေးအရာတွေစိုးရိမ်နေလေဆိုတော့ပတ်တော့အဖြစ်ကျမတို့တို့ကခွန်အားယူသွားရအောင်ဒီကာလမှာဖခင်ကကျမတို့ကိုစိုးရိမ်နေစိတ်နေပဲဖြတ်တန်းစေချင်တဲ့ဖခင်မဟုတ်ဘူးเนาะကျမတို့ရှမတ်တိခေဝင်ကျမ်းအခန်းကြီး6ရဲ့25နဲ့34ကြီးလေ့လာကြည့်မယ်ဆိုရင်ဖခင်ကเนาะကျမတို့ကိုပဲမဟုတ်ဘူးဒီဖခင်ဖန်ဆင်းထားတဲ့လောကမှာရှိတဲ့အပြင်တစ်ပင်ပန်းမှန်တွေတွေ့တော့မှာဖခင်ကเนาะမစိုးရိမ်စေဘဲနဲ့မကြောက်ကြစေဘဲနဲ့ဖခင်ကအကောင်းဆုံးအသက်ရှင်စေတဲ့ဖခင်ဆိုတော့တွေ့ရတာဖြစ်တယ်ဒါပေမဲ့ကျမတို့ကအဲ့လိုကြောင်းကြစေတဲ့ဖခင်အကောင်ဆုံးလို့ဆောင်ပေးတဲ့ဖခင်မသိပေမဲ့လည်းကျမတို့ကဘာဖြစ်လဲကျမတို့အမြင်နဲ့မှစိုးရင်တတ်တယ်ဟိုငါဖြစ်ကောဖြစ်ပါမလားမနှက်ပြန်ဘာလုပ်ရမလဲနော်ငါရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲငါမိသားစုနဲ့ပတ်သက်ပြီးတော့ဆိုပြီးကျမတို့ဘာဖြစ်လဲနော်အများကြီးကျမတို့စိုးရင်တတ်တယ်ပူပန်တတ်တယ်အဲ့ဒီအရာတွေကဘာကြောင့်လဲဆိုကျမတို့အသေးမှာယုံကြည်ခြင်းအားနည်းလာလို့ဖြစ်တယ်နော်ကျမတို့6ရက်30မှာဆိုယုံကြည်အားနည်းတော့သူတို့ယနေ့အသက်ရှင်လက်နှက်ပြန်မိပူသေးတို့ရောက်တော့တောမြက်ပြင်ကိုဘုရားသခင်ဒီထိုတို့တော်အဝတ်နဲ့ဖုံးလွှမ်းတော်မူလင်းဆိုရင်တို့ကဘာတို့တွေ့ရတာဖြစ်တယ်ဒါဆိုကျမတို့တက်တာချင်းမှာဘာဖြစ်လို့လဲကျမတို့ယုံကြည်ခြင်းအားနေတဲ့အချိန်မှာကျမတို့တက်တာချင်းမှာစိုးရင်ခြင်းတွေကနေရာယူလာတာဖြစ်တယ်။နော်ကျမတို့ချိန်မကင်မီလက်မကင်မီဖြစ်လာတာဖြစ်တယ်။စိုးရင်ခြင်းတွေများပြီးတော့ကျမတို့အနာဂတ်အတွက်နော်ကျမတို့မိသားစုရေးရာအတွက်အမျိုးမျိုးတဲ့ plan တွေအတွက်ကျမတို့စိုးရင်စိတ်တွေများလာတဲ့အချိန်မှာဘုရားပြောတဲ့စကားတွေကိုကျမတို့မကြားနိုင်တော့ဘူး။အဲ့ဒီအချိန်မှာပဲကျမတို့ယုံကြည်ခြင်းတွေပူပြီးအားနေလာတာဖြစ်တယ်။ဒါဆိုအဲ့ဒီနေရာမှာကျမဘာလုပ်ရမလဲကျမတို့ယုံကြည်ခြင်းတွေကိုမြင့်တင်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ကျမတို့ယောရှုမတ်စာအခန်းကြီး1ကိုကြည့်မယ်ဆိုရင်ယောရှုမတ်စာအခန်းကြီး1ရဲ့ခွန်8ကိုကြည့်မယ်ဆိုရင်နော်ခါနန်ပြည်ကိုနော်ယောရှုကတိမ့်ဖို့ရန်အတွက်နော်အဲ့ခါနန်ပြည်မှာရှိတဲ့လူဘလူတွေကိုအာနာဂလူတွေကိုသူတိမ့်ပိုက်ဖို့ရန်အတွက်အရန်ခက်ခဲတာဖြစ်တယ်အဲ့လူတွေကအားကြီးတယ်သူတို့ထက်အများကြီးအကောင်ကြီးတယ်နော်ခွန်အားတွေကြီးတယ်လက်နက်တွေရှိတယ်သူတို့ထက်နော်သူတို့ကတစ်ဖက်မှာသူတို့ကြီးလိုက်မယ်ဆိုအများကြီးအားငယ်တဲ့အရာနော်သူတို့မှာခက်ခဲတဲ့အရာမြင်ရတာဒါပေမဲ့ဘုရားကသူ့ဘာပြောလဲနော်အားယူရရင်ချင်းရှိဖို့နော်အဲ့ဒီပြည်ကိုသူအမွေပြန်ပေးမယ်နော်အဲ့ဒီနေရာမှာဘုရားဘာပြောချလဲနော်နေညမပြတ်သူ့ရဲ့နှုတ်ကပတ်တော်တွေကိုနေရာယူဖို့နော်သူ့ရဲ့နှုတ်ကပတ်တော်ကိုစင်ချင်းအောင်မိဖို့ဘုရားကခွန်အားပေးတယ်ဆိုတော့တွေ့ရတယ်လောက်ပါနော်နေ့နေ့ငါအတူရှိမယ်နေ့ရဲ့အကြံလေးချမြောက်ရမယ်ဆိုတဲ့အရာဘုရားကယုံကြည်ခြင်းစကားကိုပြောပေးတာဖြစ်တယ်ဟာလေလုယာဒီကာလမှာကျမတို့ကစိုးရိမ်နေမယ့်အစားယုံကြည်ခြင်းစကားတွေကိုကျမတို့ကြားဖွင့်တယ်လို့အပ်တာဖြစ်တယ်ဟာလေလုယာနော်ကျမတို့ယောရှုရဲ့တက်တာချင်းမှာအမှန်တကယ်ပဲသူ့ရဲ့ယုံကြည်ခြင်းဘုရားပေးတဲ့ယုံကြည်ခြင်းစကားကိုသူကြားတဲ့အချိန်မှာအဲ့ဒီစကားကိုသူယုံကြည်ပြီးတော့အဲ့ဒီအာနာဂလူတွေကိုခါနန်ပြည်ကိုတိုက်နိုင်ခဲ့တာဖြစ်တယ်ဟာလေလုယာအဲ့ဒီအရာကဘုရားပေးတဲ့ယုံကြည်ခြင်းစကားပေါ်မှာမူတည်ပြီးတော့သွားလို့ဖြစ်တယ်အခြေအနေတွေပေါ်မှာမူတည်ပြီးတော့သွားတာမဟုတ်ဘူးဟာလေလုယာယုံကြည်ခြင်းစကားပေါ်မှာမူတည်ပြီးသွားလို့ဖြစ်တာဖြစ်တယ်ဟာလေလုယာဒီနေ့မှာသင်တဲ့ကျွန်တော်ကယုံကြည်ခြင်းအားနည်းနေပြီဆိုပြီးမိမိကိုယ်ကိုသိနေပြီဆိုရင်မိမိကိုယ်ကိုနိုးစော်ခံနေရပြီဆိုရင်ကျွန်တော်ပြောင်းလဲဖွင့်တယ်လို့အပ်တာဖြစ်တယ်ယုံကြည်ခြင်းပို့ပြီးစိုက်ထုတ်ဖွင့်တယ်လို့အပ်တာဖြစ်တယ်ဟာလေလုယာဒီကာလမှာเนาะကျွန်တော်တို့ဒီယောရှုလောက်တော့မှကျွန်တော်တို့တိုင်းနိုင်ငံနဲ့ဆိုင်တဲ့တိုက်ပွဲတွေမရှိသေးပါဘူးเนาะကျွန်တော်တို့မှာကျွန်တော်တို့နဲ့ဆိုင်တဲ့ personal လောက်ပဲเนาะအခြားတော့အရာ personal ချက်နည်းနည်းပူတာလောက်ပဲရှိပါတယ်ယောရှုလောက်တော့ကျွန်တော်တို့မှာမခက်ခဲလောက်ပါဘူးဒါဆိုကျွန်တော်တို့ပူပြီးတော့ယောရှုချက်တော့ကျွန်တော်ပူပြီးတော့ယုံကြည်ခြင်းထားနိုင်ပြီဆိုတာကျွန်တော်အထင်မှာယုံကြည်ဖွင့်တယ်လို့အပ်တာဖြစ်တယ်အဲ့ဒီကာလမှာကျွန်တော်တို့ကเนาะဒီတိုင်းယုံကြည်ခြင်းထားဖွင့်မဟုတ်ဘူးဘုရားစကားကိုကြားဖွင့်တယ်လို့အပ်တာဖြစ်တယ်ဟာလေလုယာဘုရားချမ်းလာတဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့နော်နှုတ်ကပတ်တော်အထက်ကနေစီးထွက်လာတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ဘုရားရဲ့ဂတိတော်တွေကိုကျွန်တော်တို့ကြားဖွင့်ရတဲ့အတွက်လိုအပ်တာဖြစ်တယ်နော်ကျွန်တော်အာဗြဟံသက်တာတွေကိုကြည့်မယ်ဆိုရင်နော်သူ့အထက်မှာစိုးရိမ်စိတ်တွေများလာတဲ့ချိန်မှာဘုရားပေးတဲ့ယုံကြည်ခြင်းစကားဘုရားသူ့ကိုယုံကြည်ခြင်းစကားပေးပြီးသားပါဒါပေမဲ့သူအဲ့ဒီအရာတွေကိုသူမေ့လျော့ပြီးတော့ယုံကြည်ခြင်းမရှိဘဲနဲ့စိုးရိမ်စိတ်တွေများလာတဲ့ချိန်မှာနော်ဟာဂရနဲ့နေဖွင့်တဲ့ဖြစ်လာတယ်နော်ကျမရဲ့သားကိုရရှိဖွင့်တဲ့ဖြစ်လာတယ်အဲ့ဒီအရာတွေကယုံကြည်ခြင်းစိတ်မရှိဘဲနဲ့စိုးရိမ်စိတ်တွေနေရာယူလာတဲ့အချိန်မှာဖြစ်လာတာဖြစ်တယ်ဟာလေလုယာဒီလိုပဲနော်ရှောလုရဲ့တက်တာချင်းမှာဆိုရင်သူ့ကိုဖခင်ကရှင်ဘုရင်နေရာမှာဗိတ်သိက်ချပြီးသားဖြစ်တယ်ဒါမဲ့ तू ဘာမှမဟုတ်တဲ့ဒီနော်ဒါဝိဆိုတဲ့လူငယ်လေးကို तू ကြောက်တယ်ရှောလုအတောင်ဒါဝိအတောင်ဆိုတဲ့စကားကိုကြားတဲ့အချိန်မှာသူ့ရဲ့ယုံကြည်ခြင်းနဲ့ပြက်ပြားလာသူ့ဒီမှာစိုးရိမ်စိတ်တွေကနေရာယူလာတဲ့အချိန်မှာရှင်ဘုရင်ယာထုကနေတော့မှသူ့ကိုပြန်ပြီးတော့ဖြုတ်ချပွင့်တယ်သူ့ကိုသူဖြုတ်ချပွင့်တယ်ဖြစ်လာတာဖြစ်တယ်ဘုရားကဖြုတ်ချပွင့်တော်မူသူ့ကိုနော်သူစိုးရိမ်စိတ်တွေများလာတဲ့အချိန်မှာအဲ့ဒီရှင်ဘုရင်ယာထုကနေပြီးတော့ကြာရှုံးဖွင့်တယ်ဖြစ်လာတာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်းတဲ့ကျွန်းထဲမှာစိုးရိမ်စိတ်တွေများနေပြီဆိုတာသိချတဲ့တင့်အထဲမှာဘုရားစကားမရှိဘဲနဲ့ရှိနေတဲ့ဘုရားအပေးထားတဲ့တာဝန်တွေတော့မှပြန်ပြီးတော့ဆွေးနွေးခံရမှာဖြစ်တယ်ဒါကြောင့်တင်းတဲ့ကျွန်းတက်မှာစိုးရိမ်ခြင်းနဲ့ပဲဆက်သွားနေမလားစိုးရိမ်နေမယ့်အစားကျွန်တော်ယုံကြည်ခြင်းနဲ့ဆက်သွားမလားဆိုတာကတင်းတဲ့ကျွန်တော်ရွေးချယ်ဆုံးဖြတ်တတ်ဖို့အတွက်လိုအပ်တာဖြစ်တယ်ပြက်ပြက်တတ်တာဆုံးဖြတ်ပြီးတော့လှုပ်ဆောင်တတ်ဖို့အတွက်လိုအပ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်းတဲ့ကျွန်တော်တက်တာချင်းမှာစိုးရိမ်စိတ်မများနေပြီနဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ကျွန်တော်တို့အသက်တာကိုတည်ဆောက်ရအောင်လို့ကျွန်မတိုက်တွန်းခွန်အားပေးချင်ပါတယ်အရောက်တိုင်းပေါ်ကောင်းကြီးရှိပါစေ